လေးပင်မြန်မာပြည်သက်များလုံးပဲမင်္ဂလာပါကမ္ဘာမြေပုံရဲ့ထိပ်ဆုံးအစွန်ပြအဆုံးမရှိတဲ့ရေခဲပြင်းတွေနဲ့အိတ်ခဲနေတဲ့လေတူပဲရှိတဲ့မြောက်ဝင်ရိုးစွန်းဒီနေရာတွေကိုရောက်ရှိဖို့ဆိုတာဟာလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကလူသားတွေအတွက်တော့မဖြစ်နိုင်တဲ့အိမ်မက်တစ်ခုလိုပါပဲဒီအိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ဘဝတစ်ခုလုံးကိုရှင်းနှိမ့်မြုပ်နှံခဲ့သူကတော့အမေရိကန်ရေတပ်အရာရှိနဲ့အာတိတ်စွန်စားသူ Robert Peary ပဲဖြစ်ပါတယ်1856ခုနှစ်မှာမွေးဖွားခဲ့တဲ့ပီရီရီဟာငယ်စဉ်ကတည်းကစူးစမ်းရှာဖွေလို့သိပြင်းထန်သူတစ်ယောက်ပဲဖြစ်ပါတယ်။သူဟာမြောက်ဝင်ရိုးစွန်းကိုရောက်ရှိဖို့ကြိုးစားရင်းခြေချောင်းချို့ရေခဲကိုက်လို့ဖျက်ထုတ်ခဲ့ရတဲ့အထိဒုက္ခပေါင်းစုံကိုရှင်ဆိုင်ခဲ့ရပါတယ်။1909ခုနှစ်မတ်လမှာပီရီရီဟာသူ့ရဲ့နောက်ဆုံးခရီးစဉ်ကိုစတင်ခဲ့ပါတယ်။ဒီခရီးမှာသူ့ရဲ့တစ္ဆာရှိလက်ထောက်မသရူးဟန်ဆန်အစကီမိုအီနိုအေလူမျိုးတွေနဲ့အတူခွေဆွဲလဲတွေကိုအသုံးပြုပြီးအသက်အန္တရာယ်ကြားကနေရှေ့ဆက်ခဲ့ကြပါတယ်1909ခုနှစ်ဧပြီလ6ရက်နေ့တွင်ပီရီကသူဟာမြောက်ဝင်ရိုးစွန်းရဲ့အလဲဗဟိုတက်တဲ့ကိုပထမဆုံးခြေချနိုင်တဲ့လူသားဖြစ်ပြီလို့ကဘာကိုကြေညာခဲ့ပါတယ်။သူဟာအွန်လိုင်းသူအဖြစ်ဂုဏ်ပြုခံခဲ့ရပြီးသမိုင်းစာမျက်နှာထက်မှလည်းနေရာယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုကညှင်းပွားစရာတွေနဲ့အတူရောက်လာခဲ့ပါတယ်။ PAE ပြန်မလာခင်ရပိုင်းလိုမှာပဲ Frederick Cook ဆိုတဲ့သူဟာမြောက်ဝင်ရိုးစွန်းကိုအရင်ရောက်ခဲ့တာလို့ဆိုလာပါတယ်။ဒါအပြင်နောက်ပိုင်းလေ့လာသူတွေကလည်းPAE ရဲ့မှတ်တမ်းတွေထဲကအမြန်နှုံးတဲ့လမ်းကြောင်းတွေဟာတကယ်တမ်းမြောက်ဝင်ရိုးစွန်းတက်တဲ့ကိုရောက်ခဲ့လားဆိုတာဘေးကွန်ထုတ်ခဲ့ကြပါတယ်။ PAE ဟာတကယ်ပဲမြောက်ဝင်ရိုးစွန်းအစစ်မှန်ကိုရောက်ခဲ့သလားဒါမှမဟုတ်မိုင်းအနှဲငယ်ကွာဝေးမှာပဲရှိနေခဲ့သလားဆိုတာဒီနေ့အထိပညာရှင်တွေညှင်းခုန်နေကြဆဲပါ။ဒါပေမဲ့ညင်းလို့မရတဲ့အချက်တစ်ခုကတော့သူဟာအာတိတ်ဒေသရဲ့ကြမ်းတမ်းတဲ့သဘာဝတရားကိုအန်တူပြီးလူသားတွေရဲ့စွမ်းဆောင်ရည်ကိုတိုက်စီပြခဲ့သူဖြစ်တဲ့ဆိုတာပါပဲ။သူရဲ့ခီးစဉ်တွေကြောင့်အာတိတ်ဒေသအကြောင်းအစကီမိုတွေရဲ့ရှင်သန်နေထိုင်မှုပုံစံတွေအကြောင်းကိုကဘာကပုံမသိရှိလာခဲ့ရပါတယ်။ဒီနေ့ဇလန်မှာရရှိခဲ့တဲ့သင်ခန်းစာကတော့ Robert Peary ဟာအောင်မြင်သူဖြစ်စေအငင်းပွားစရာစွန့်စားသူဖြစ်စေသူပြသခဲ့တဲ့မဆုံးမနစ်တဲ့ဇွဲလုံးလာကတော့နောင်လာနောက်သားစွန့်စားသူတွေအတွက်အဝရဆန်နမူနာတစ်ခုအဖြစ်ကျန်ရစ်နေမှာပဲဖြစ်ပါတယ်ခင်ဗျာ။